တင့်တန်ဖို့ကိုနားမလဲတဲ့သူတွေအပေါ်မှာဆက်ဆံနည်းကြောင်းဒီနံပါတ်1တင့်တန်ဖို့ကိုသူတို့ရဲ့ပြုမှုနဲ့မတိုင်းတာပါနဲ့ကိုတန်ဖို့နဲ့ကိုခိုင်ခိုင်မာမာရက်တည်ပါနံပါတ်2သူတို့ကိုတတ်တည်ပြဖို့မကြိုးစားပါနဲ့ဒါဟာတင်းရဲ့စွမ်းရည်တွေကိုကုန်ခန်းစေပါတယ်နံပါတ်3တင်းပေါ်မလေးမစားပြုမှုလာရဲ့သူတို့နဲ့စကားပြောသူဆက်ဆံတာတွေကိုလျှော့ချပစ်ပါနံပါတ်4သူတို့စီကနေချီကျူးမှုတွေအားပေးမှုတွေနားလည်မှုတွေကိုမျှော်လင့်နေတာကိုရပ်တန့်ပါနံပါတ်5သူတို့ရဲ့လုပ်ရက်တွေကိုသာကြည့်ပါသူတို့ရဲ့စကားကိုအလွယ်တကူမယုံပါနဲ့နံပါတ်6တင်းကိုတန်ဖိုးထားတဲ့သူတွေအတွက်သာအချိန်ပိုးပေးလိုက်ပါတကယ်ပညာမတတ်ဘဲပညာရှိအောင်မဆောင်ပါနဲ့တကယ်ပညာတတ်တဲ့သူနဲ့တွေ့တဲ့အခါကိုယ်ပဲဆုံးအားသွားတတ်တယ်ပတ်စံမချမ်းသာပဲတထေးအောင်မဆောင်ပါနဲ့တကယ်ပြည့်စုံကြွယ်ဝသူနဲ့တွေ့တဲ့အခါကိုယ်ပဲမျက်နာငယ်ရတတ်တယ်ဘာမှလေးလာမှုမရှိပဲလူတက်ကြီးမလုပ်ပါနဲ့ထိထိမိမိပြောနိုင်သူနဲ့တွေ့ရင်ကိုယ်ပဲလူဘောကြီးဖြစ်သွားတတ်တယ်မကျွမ်းကျင်တဲ့ပညာရဲ့တစ်ခုကိုတက်ရောက်ကမလုပ်ပါနဲ့တကယ်ကျွမ်းကျင်တက်ရောက်တဲ့သူနဲ့တွေ့ရင်ကိုဟာအလကားလူဆိုတာပေါ်ပြပြီးသားဖြစ်သွားတတ်တယ်မစူးစမ်းမစင်ကြင်မဲ့စကားကိုပြီးဆိုလည်းမပြောပါနဲ့တကယ်စကားပြောတတ်တဲ့သူနဲ့တွေ့တဲ့အခါကိုစကားနဲ့ကိုပြန်ပြီးကြောင်ပိတ်ရိုက်ခံရတတ်တယ်ဘဝင်မမြင့်ပါနဲ့ဘဝကိုမြင့်ပါဘဝင်မြင့်တဲ့သူဟာအခြေမခိုင်လို့ရိုင်နေမယ်ဘဝကိုမြင့်တဲ့သူဟာအောက်ခြေခိုင်လို့တည်မြဲတယ်ဒါကြောင့်ဘဝင်မမြင့်နဲ့ဘဝင်မြင်ပြီးအောက်ခြေလို့နေတဲ့သူတွေဟာတကယ်တမ်းအရှုံးနဲ့ရင်ဆိုင်ရတဲ့အခါမှာအကျနာတတ်ပါတယ်ကိုဘဝရဲ့အခြေအနေကိုကိုမတီးပဲဘဝင်မြင့်နေတဲ့အတွက်ကြောင့်လေဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးတကယ်တော့လောကကြီးမှာတင်ယူမှတ်သားတရားတွေကဘယ်တော့မှမကုန်ဘူးဆိုတာကိုသိထားရင်ဘဝင်မြင့်တဲ့စိတ်တွေလည်းအလိုလိုပျောက်သွားလိမ့်မယ်ပြီးတဲ့အခါလေးလာတဲ့နာတွေကိုလေးလာတင်ယူရင်းနဲ့ကိုဘဝကိုမြင့်တင်နိုင်လာလိမ့်မယ်ငွေကိုရှိရင်မလွယ်နဲ့မရှိရင်မလွယ်ဘူးဆိုတာသိလာလိမ့်မယ်ငွေကိုမချွေတာနိုင်ရင်ပိုးရှာပါပိုးမရှာနိုင်ရင်ချွေတာပါငွေကိုမရှိခင်မှာချွေတာပါရှိလာတဲ့အခါစီကန်းရှိပါငွေရှာပြီးမချွေတာရင်ဘလောက်ရှာမကြည့်ပါဘူးသုံးလို့ပိုတဲ့ပတ်စံကိုမစုနဲ့စုလို့ပိုတဲ့ပတ်စံကိုပဲသုံးငွေရှာတာပညာဖြစ်တယ်လို့ငွေသုံးတတ်တာလည်းပညာပဲမလိုအပ်တာတွေရှောက်ပြီးဝယ်နေမယ်ဆိုရင်မကြခင်မှာလိုအပ်တာတွေကိုပြန်ရောင်းရလိမ့်မယ်မင်းကလူချမ်းသာတယောက်မဖြစ်သေးဘူးဆိုရင်ဈေးကြီးတာတွေကိုရှောင်ရမယ်ဒါကြောင့်ငွေရှာပါငွေစုပါဘဝမှာလူထင်ကြီးနေဖို့မလိုဘူးကိုယ့်ရဲ့ဘဝအမှန်တကယ်အထိုင်ကျဖို့ပဲလိုတယ်တထေးကစေးရဲသားလိုနေတိုင်းဘယ်တော့မှမစေးရဲတော့သလိုစေးရဲသားတထေးလိုနေရင်လည်းဘယ်တော့မှမချမ်းသာတော့ဘူးဒါကြောင့်ငွေကိုကြိုးစားပြီးရှာရမယ်ချွေတားပြီးတုံရမယ်အလကားဖြစ်အောင်မဖြုံးတီးမိစေနဲ့တယောက်ယောက်ကိုမကျေနပ်တဲ့အခါတနေ့ကျရင်ခွဲရမှာပဲလို့တွေးလိုက်ဒါဆိုရင်ဒေါသမဖြစ်တော့ဘူးတခုခုကိုဆုံးရှုံးသွားတဲ့အခါတနေ့ကျရင်ပြတ်ရမှာပဲလို့တွေးလိုက်ဒါဆိုရင်ရင်ပတ်စီတီးမဖြစ်တော့ဘူးကိုလိုချင်တာကိုမရတဲ့အခါလိုတရဘဝဆိုတာမရှိဘူးလို့တွေးလိုက်ဒါဆိုရင်တောကမဖြစ်တော့ဘူးသူတော်ဘာရဲ့အမားတွေကိုတွေးတဲ့အခါငါလည်းမှားတတ်တာပဲလို့တွေးလိုက်ဒါဆိုရင်အပြစ်မမြင်တတ်တော့ဘူးအစင်မပြေမှုတွေကြုံရတဲ့အခါဘဝဆိုတာတိုက်ပွဲပဲလို့တွေးလိုက်ဒါဆိုရင်အပြုံးမပြတ်တော့ဘူးဒီလိုနှလုံးသွင်းနေထိုင်နိုင်တာကိုငြိမ်းချမ်းသောတင်းမြတ်စွာနှလုံးသွင်းခြင်းလို့ခေါ်ပါတယ်